အင်တာမိုင်ယာမီအသင်းဟာလီဗလာဆီမီဖိုင်နယ်အဖြစ်ကစားခဲ့တဲ့ဖီလာဒဲလ်ဖီးယားအသင်းနဲ့ပွဲမှာ4-9နဲ့9ပြတ်အနိုင်ရပြီးလီဗလာပိုလူပွဲကိုပထမဆုံးအကြိမ်ရောက်ရှိသွားခဲ့ပါတယ်။ဒီပွဲမှာအင်တာမိုင်ယာမီအသင်းအတွက်ဂိုးတွေကိုမာတီနက်စ်၊မက်ဆီ၊အဲဗာနဲ့ရူဝစ်တို့ကသွင်းယူခဲ့ပြီးဖီလာဒဲလ်ဖီးယားအသင်းအတွက်ဂိုးကိုတော့ဗီဒိုယာကသွင်းယူခဲ့တာပါ။မက်ဆီဟာဒီပွဲမှာဂိုးသွင်းနိုင်ခဲ့တာကြောင့်အင်တာမိုင်ယာမီအသင်းအတွက်6ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီးအသင်းကလည်း6ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီဟာလက်ရှိအချိန်မှာအင်တာမိုင်ယာမီအသင်းအတွက်9ဂိုးအထိသွင်းယူထားနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာလီဗလာပိုလူပွဲကိုပထမဆုံးအကြိမ်ရောက်ရှိခဲ့တယ်လို့ဒီပိုလူပွဲဟာအသင်းသမိုင်းတစ်လျှောက်ပထမဆုံးပိုလူပွဲအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါအပြင်အင်တာမိုင်ယာမီအသင်းဟာဖီလာဒဲလ်ဖီးယားအသင်းကိုအနိုင်ရခဲ့တဲ့အတွက်လာမယ့်နှစ်မှာကျင်းပမယ်ကွန်ကာကပ်ချန်ပီယံလိပြိုင်ပွဲကိုလည်းပထမဆုံးအကြိမ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။ဖီလာဒဲလ်ဖီးယားအသင်းသည်ပြဂျင်ကာသိန်းကအင်တာမိုင်ယာမီအသင်းဟာဒီထက်ပိုပြီးကောင်းလာဖို့ပဲရှိတော့တယ်လို့မှတ်ချက်ပြုခဲ့တာပါ။ဂျင်ကာသိန်းကသူတို့ကပိုပြီးကောင်းလာမှာပါ။အသင်းပိုင်ရှင်တွေရဲ့တုံးဆွဲမှုတွေကလည်းယူသွတ်စရာပါပဲ။သူတို့ကလိပြိုင်ပွဲမှာအကောင်းဆုံးအသင်းဖြစ်အောင်လုပ်မှဖြစ်ပြီးသူတို့ကိုဘယ်လိုအရာကမှရက်တန့်လို့ရမှာမဟုတ်ဘူးလို့ထင်ကြောင်းပြောခဲ့ပါတယ်။လီဗလာဆီမီဖိုင်နယ်နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့မွန်တာရီနဲ့နက်ရှ်ဗေးတို့ပွဲမှာနက်ရှ်ဗေးအသင်းက2ဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။အဲဒါကြောင့်လီဗလာပိုလူပွဲအဖြစ်အင်တာမိုင်ယာမီနဲ့နက်ရှ်ဗေးအသင်းတို့ရှင်ပြိုင်ရမှာဖြစ်ပြီးဒီပွဲကိုတော့ဩဂုတ်19ရက်မှာကျင်းပသွားမယ်လို့သိရပါတယ်။